ကဖြစ်ငယ်ရိတ်တက်စောင့်နေပြီစကားပြောလို့ရှင်သမီးကလေသမီးကိုလေသမီးကဘလို့ဖြစ်တာဘဲဝါပြောတော့ဘာဖြစ်လဲပြောတော့ဘာဖြစ်လဲငယ်တဲ့ကနှုတ်ကြိုးနေပြီပြောတော့ဘာဖြစ်လဲကိုကြီးညီမလေးကလေ no ကိုကြီးသမီးပြောပြမယ် yes this is true real အဲ့လေဘလို့နေမလို့နှုတ်ကြိုးနေပြီငယ်တဲ့နှုတ်ကြိုးနေပြီအဲ့ဒါပြင်လို့မရတော့ဘူးနော်ကိုတက်တလပဲကြီးကြီးတရက်ပဲကြီးကြီးကိုကြီးသမီးကလေမိုင်းသမီးပြောပြမယ်အန်ဒီသမီးပြောတာကဦးလေးသမီးပြောတာအဲ့လိုမဟုတ်ဘူးနော်နှုတ်ကြိုးနေပါပြီနှုတ်ကြိုးနေပါပြီအေးချမ်းစွာသမီးလို့ပြောနေရင်ကသူတစ်ပိုင်းရဲ့အထင်သေးတာကိုခံရလဲမတက်နိုင်ပါဘူးသမီးပဲပြောတတ်ပါတယ်နော်ညီမလေးကလေညီမပြောပြမယ်အကိုကြီးညီမပြောချင်တာအဲ့လို no မညီမလေးပြောပြ no မိုင်းသမီးပြောချင်တာကလေအဲ့ဒါဟိုလိုမဟုတ်ဘူးနော်ဟောကိုကြီးသမီးပြောပြမယ်အဲ့ကိစ္စအဲ့လိုဖြစ်တာအန်ဒီသမီးတို့ရက်ခွက်ထဲမှာလေ this is သမီးအသက်တရာထိသမီးလို့ပြောနေမှာမကျင်တတ်လည်းမတက်နိုင်ဘူးဒါပဲ